မင်္ဂလာပါတလားကိုတသိန်းရှာနိုင်တဲ့သူနဲ့တလားကိုသိန်း1000ရှာနိုင်တဲ့သူနှစ်ယောက်ကြားထဲမှာဘာကွာခြားချက်တွေရှိမယ်လို့ထင်လဲတကယ်တော့ကံအရန်ကောင်းလို့ပညာတွေအရန်တက်လို့ပြီးပါအရန်ချမ်းသာလို့ဆိုတဲ့အချက်တွေနဲ့စရင်ကွာခြားစေတဲ့အချက်တွေအများကြီးရှိပါတယ်အဲ့ဒီထဲမှာအရန်ရေးပါတဲ့အချက်လေးတစ်ခုကြောင့်ကိုခုဗီဒီယိုမှာအသေးစိတ်ပြောပြပေးပါမယ်မင်္ဂလာပါ idea ဖောက်ရကိုကျော်ထင်ပါတကယ်တော့ကျွန်တော်တို့အများစုတွေးမိတာကငါပတ်စံအများကြီးရကျင်နေဆိုတဲ့အချက်ပါပဲအမှန်တရားတစ်ခုကလောကကြီးကကျွန်တော်တို့ဘလောက်ရကျင်နေဆိုတာထက်စာရင်ကျွန်တော်တို့ဘလောက်ပေးနိုင်နေဆိုတဲ့ပုံမှာမူတည်ပြီးပါမယ်ဝင်ငွေအနည်းများကကွာခြားသွားတာဖြစ်ပါတယ်ကျွန်တော်အယိုးရှင်းဆုံးဥပမာလေးတစ်ခုပြောပြပါမယ်ကျွန်တော်ရက်ွက်ထဲမှာရှိတဲ့ကုန်စုံဆိုင်လေးတစ်ဆိုင်ကကျွန်တော်အိမ်နဲ့နီးတဲ့အတွက်အဆင်ပြေလွယ်ကူမှုဆိုတဲ့ပြဿနာသေးသေးလေးကိုဖြေရှင်းပေးတယ်ဒါကြောင့်သူ့ရဲ့ဝင်ငွေကထိုက်လျောက်ရှိတယ်ဒါပေမဲ့တစ်ဖက်မှာ GNG တို့လို Coco Store တို့လို 7-Eleven တို့လိုကုမ္ပဏီကြီးတွေကကြတော့တနိုင်ငံလုံးမှာရှိတဲ့လူကြီးတန်းပေါင်းများစွာကိုပြဿနာအကြီးကြီးတွေကိုသူတို့ရဲ့နည်းပညာနဲ့နေ့စဉ်ဖြေရှင်းပေးနိုင်ပါတယ်ဒါကြောင့်သူတို့ရဲ့ဝင်ငွေကတရက်ကိုသိန်းပေါင်းတောင်းချီရှိပါတယ်ဆိုလိုချင်တာကဘာလဲဆိုပြဿနာဖြေရှင်းနိုင်မှုကြီးလေကိုယ့်ရဲ့ဝင်ငွေကပိုများလေပါပဲဆိုတော့ပြဿနာဖြေရှင်းနိုင်စွမ်း problem solving skill ဆိုတာဘာလဲကျွန်တော်ပတ်ဝန်းကျင်မှာပြဿနာတစ်ခုပေါ်လာပြီဆိုလို့ရှိရင်လူနှမျိုး꿰သွားပါတယ်ပထမတစ်မျိုးကတော့ပြဿနာကိုရှာတဲ့သူမျိုးပါဒါကသူများကြောင့်ဖြစ်တာခင်မကောင်းလို့ငွေစည်းတွေအရန်တက်နေလို့စီးပွားရေးမကောင်းလို့ဆိုရင်အပြစ်တင်ညှဉ်းညူနေတဲ့လူမျိုးတွေပါဒုတိယတစ်မျိုးကတော့ပြဿနာတစ်ခုတွေ့လာပြီဆိုရင်ဘယ်လိုဖြေရှင်းရမလဲဘယ်လိုကျော်လွှားရမလဲဆိုပြီးတော့အဖြေကိုရအောင်ရှာတဲ့ problem solving လုပ်တတ်တဲ့လူမျိုးတွေပါကျွန်တော်တို့အများစုကဒုတိယလူမျိုးဖြစ်ချင်ပေမဲ့တကယ်တမ်းပြဿနာနဲ့တွေ့လို့ရှိရင်အလွယ်တကူအရှုံးပေးတတ်ကြပါတယ်တခုမှတ်ထားမှာကပြဿနာတွေအခက်အခဲတွေဆိုတာကျွန်တော်တို့ဒုက္ခပေးုံတက်တက်ပေါ်လာတာမဟုတ်ပါဘူးကျွန်တော်တို့ရဲ့တန်ဖိုးတွေကိုမြင့်တင်ပေးဖို့ဝင်ငွေတွေကို2ဆ3ဆတိုးတက်စေဖို့ပေါ်ပေါက်လာတဲ့အခက်အခဲဟန်ဆောင်ထားတဲ့အခွင့်အလမ်းတွေဆိုတာမမေ့ပါနဲ့ဒါကြောင့်ကျွန်တော်တို့ကပြဿနာတွေမဖြစ်ပါနဲ့လို့နေ့စဉ်ဆူတောင်းနေမယ်စာပြဿနာတွေတွေ့လာတဲ့အခါဖြေရှင်းနိုင်တဲ့သူဖြစ်အောင်ပဲစူးစမ်းမယ်ဆိုပြီးတော့အချိန်တစ်ခုပေးပြီးတည်ဆောက်ဖို့လိုပါတယ်ဒါကြောင့်ကျွန်တော်တို့ကအခက်အခဲတွေနဲ့တွေ့လို့ရှိရင်ကျွန်တော်တို့ရဲ့တွေးခေါ်မှုစတိုင်ကိုပြောင်းပြဖို့လိုပါတယ်ခက်ခဲတော့တွေ့ပြီးဒါပြဿနာပေါ်လာတာလို့မတွေးဘဲနဲ့ငါ့အတွက်အခွင့်အရေးပေါ်လာတာဆိုပြီးပြောင်းပြီးမြင်တတ်ဖို့လိုပါတယ်ဒုတိယတစ်ချက်အနေနဲ့ကပြဿနာတစ်ခုပေါ်လာလို့ရှိရင်သူများတွေကိုအပြစ်တင်နေမယ်စာဘယ်လိုဖြေရှင်းရမယ်ဆိုတဲ့နည်းလမ်းကနေချင်းကပ်ဖို့လိုပါတယ်တတိယအချက်ကတော့ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့လူများစုရင်ဆိုင်နေရတဲ့အခက်အခဲကိုကိုယ်ကမြင်အောင်ကြည့်တတ်ပြီးဖြေရှင်းပေးတတ်ဖို့လိုပါတယ်အဓိကလူငယ်တွေကိုပြောချင်ပါတယ်ကျွန်တော်ကိုယ်တိုင်အသက်30ကျော်ဖြတ်တန်းလာတဲ့အတွေ့အကြုံရငွေနောက်ကိုကြီးမလိုက်ပါနဲ့ငွေကလိုက်လေပြေးလေဝေးလေဖြစ်တတ်ပါတယ်ဒါကြောင့်ကိုကအချိန်တစ်ခုပေးစိတ်ပြီးတော့စိတ်ရှိရှိနဲ့တန်ဖိုးရှိတဲ့သူတယောက်ဖြစ်အောင်ပဲအရင်စူးစမ်းတည်ဆောက်ပါတန်ဖိုးရှိတဲ့သူကဖြစ်လာလို့ရှိရင်အောင်မြင်မှုနဲ့ငွေကြီးကကိုယ့်နောက်ကိုအလိုလိုလိုက်လာပါလိမ့်မယ်ဒီနေ့မျှဝေမှုလေးကနေအကျိုးတစုံတရာရှိမယ်လို့ညွှန်လင်းပါတယ်အားလုံးပဲပြဿနာကိုအကောင်းဆုံးဖြေရှင်းနိုင်ပြီးတော့ဝင်ငွေနှစ်ဆတိုးတက်ပါစေကျေးဇူးတင်ပါတယ်